Hello အားလုံးပဲဒီနေ့ပြောပြမယ်အကြောင်းအရာတွေကတချို့မိတ်ဆွေတို့နဲ့များတိုက်ဆိုင်နေမလားတိချင်ရင်ဆက်လက်ကြည့်ရှုလိုက်ပါတော့အကြောင်းအရာအစားကတော့ငယ်ရွယ်စဉ်မှာပေါ်ပေါ်တန်တန်နေရင်ဦးမင်းတဲ့အခါတောင်းစားရမယ်ဆိုတာသိချတယ်အခုချိန်မှာပျော်ချင်တိုင်းပျော်လှုပ်ချင်တိုင်းလှုပ်နေရင်နောက်တစ်ချိန်မှာနွမ်းပါစွာနေရလိမ့်မယ်ငယ်ရွယ်တုန်းကဘာမှမလုပ်ပဲဖြုံးတီးနေရင်ကြီးလာတဲ့အခါမှာဘဝကအယံခက်ခဲလိမ့်မယ်လူငယ်ဘဝမှာအချိန်တွေဘူးအလားတဖြုံတီးရင်အသက်ကြီးလာတဲ့အခါမှာပိုင်ဆိုင်မှုဆိုတာဘာမှကြံမှာမဟုတ်ဘူးငယ်စဉ်မှာပေါ်ရောစွာနေထိုင်ရင်ဦးမင်းတဲ့အခါမှာသူများလက်အောက်မှာအကူအညီတောင်းခံရလိမ့်မယ်ပျော်ချင်တိုင်းပျော်လှုပ်ချင်တိုင်းလုပ်တဲ့အချိန်ကုန်ရင်ဦးမင်းတဲ့အခါမှာဘာမှမရှိတော့ဘူးအခုမှအပျော်ပါးတွေနဲ့အချိန်ကုန်နေရင်နောက်တစ်ချိန်မှဘဝကအယံခါတီးသွားလိမ့်မယ်လူငယ်ဘဝမှာအချိန်ကိုအလားတဖြုံတီးရင်အသက်ကြီးလာတဲ့အခါမှာပိုင်ဆိုင်မှုဆိုတာဘာမှကြံမှာမဟုတ်ဘူးအခုချိန်မှာပေါ်ပေါ်ဆဆနေရင်ဦးမင်းတဲ့အခါမှာသူများလက်အောက်မှာအကူအညီတောင်းခံရလိမ့်မယ်ဘဝကိုပေါ်ပေါ်တန်တန်ထက်တန်းရင်အသက်ကြီးလာတဲ့အချိန်မှာမိမိဘဝကိုနောင်တရပြီးစိတ်ပိုင်းဆိုင်ရာထိခိုက်နိုင်ပါသည်အခုချိန်မှာကြီးငင်ရင်ဦးမင်းတဲ့အခါမှာဆင်းရဲဒုက္ခနဲ့ရင်ဆိုင်ရလိမ့်မယ်ငယ်ရွယ်စဉ်မှာကြိုးစားအားထုတ်မှုမရှိရင်အသက်ကြီးလာတဲ့အခါမှာဘဝကအယံခက်ခဲလိမ့်မယ်အခုချိန်မှာအသိပညာမရှာရင်ဦးမင်းတဲ့အခါမှာအတိမဲ့သူဖြစ်သွားလိမ့်မယ်ငယ်ရွယ်စဉ်မှာကျမ်းမာရေးကိုဂရုမစိုက်ရင်အသက်ကြီးလာတဲ့အခါမှာယောဂဘေးရတွေနဲ့ရင်ဆိုင်ရလိမ့်မယ်အခုချိန်မှာလူမှုဆက်ဆံရေးမကောင်းရင်ဦးမင်းတဲ့အခါမှာအထီးကျန်ဆန်သူဖြစ်သွားလိမ့်မယ်ငယ်ရွယ်တုန်းကအတိမဲ့ခဲ့ရင်ဦးမင်းတဲ့အခါမှာအတိမဲ့ဘဝနဲ့နေရလိမ့်မယ်အခုချိန်မှာစိန်ခံနေရင်နောက်တစ်ချိန်မှာဒုက္ခခံရလိမ့်မယ်ငယ်စဉ်မှာအလုံးမကြိုးစားရင်ကြီးလာတဲ့အခါမှာအလုံးမဲ့ဖြစ်သွားလိမ့်မယ်အခုချိန်မှာပညာမသင်ရင်ဦးမင်းတဲ့အခါမှာအတိပညာမဲ့ဖြစ်သွားလိမ့်မယ်ငယ်ရွယ်စဉ်မှာစီကပ်မရှိရင်အသက်ကြီးလာတဲ့အခါမှာဘဝကစီးမဲ့ကမ်းမဲ့ဖြစ်သွားလိမ့်မယ်အခုချိန်မှာအတုံးမချတတ်ရင်ဦးမင်းတဲ့အခါမှာအတုံးမချသူဖြစ်သွားလိမ့်မယ်ငယ်စဉ်မှာစိတ်မထိန်နိုင်ရင်ကြီးလာတဲ့အခါမှာစိတ်ထိန်မရသူဖြစ်သွားလိမ့်မယ်အခုချိန်မှာအလကားနေရင်နောက်တစ်ချိန်မှာအလကားလူဖြစ်သွားလိမ့်မယ်ငယ်ရွယ်စဉ်မှာတာဝန်မယူရဲ့အသက်ကြီးလာတဲ့အခါမှာတာဝန်မဲ့သူဖြစ်သွားလိမ့်မယ်အခုချိန်မှာအမားတွေလုံးနေရင်ဦးမင်းတဲ့အခါမှာအမားတွေအတွက်နောင်နေရလိမ့်မယ်ငယ်ရွယ်တုန်းကရီမန်းချက်မရှိရင်ဦးမင်းတဲ့အခါမှာရီမန်းချက်မဲ့ဘဝနဲ့နေရလိမ့်မယ်အခုချိန်မှာအတိတရားမရှိရင်နောက်တစ်ချိန်မှာအတိမဲ့သူဖြစ်သွားလိမ့်မယ်ငယ်စဉ်မှာအလေးကျင့်မကောင်းရင်ကြီးလာတဲ့အခါမှာအကျင့်ပြတ်သူဖြစ်သွားလိမ့်မယ်အခုမှအတကြီးရင်နောက်တစ်ချိန်မှာအထီးကျန်သူဖြစ်သွားလိမ့်မယ်ငယ်ရွယ်စဉ်မှာအတုံးမချတတ်ရင်အသက်ကြီးလာတဲ့အခါမှာအတုံးမချသူဖြစ်သွားလိမ့်မယ်အခုမှအလကားနေရင်ဦးမင်းတဲ့အခါမှာအလကားလူဖြစ်သွားလိမ့်မယ်ငယ်ရွယ်စဉ်မှာတာဝန်မယူရင်အသက်ကြီးလာတဲ့အခါမှာတာဝန်မဲ့သူဖြစ်သွားလိမ့်မယ်အခုချိန်မှာအမားတွေလုံနေရင်ဦးမင်းတဲ့အခါမှာအမားတွေအတွက်နောင်တရလိမ့်မယ်ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနော်နောက်လာမယ့်အစီအစဉ်တွေဆက်လက်အားပေးဖို့ဖိတ်ခေါ်ပါတယ်နော်ကျွန်တော်ကတော့ခင်တူးတတ်ပါခင်ဗျာ